ရှင်ကြတော့လေပတ်စံများတဲ့အလုပ်ကိုအသေးတန်နေလို့ကိုတဲကြောင့်မိသက်ဝန်ထမ်းဖြစ်ပြီးတော့နိုင်ငံကြုံဆက်ပြီးကြောခန်းတာအားမရလို့အခုတာကြီးကြော်သွားပါရှင်စစ်တပ်တဲ့ထက်ပြီးတော့ဆက်ပြီးကြောခန်းခိုင်းသေးရှစ်စစ်ဖို့ကြီးရောမိသားစုမှာဘာတွေများတုံးစားရနေလို့လဲမလေးရှားအလက်မကထောက်ပတ်တဲ့ဟာလေးနဲ့အငယ်ကအောင်ကြုတ်ခွင့်ရလာတဲ့ဟာလေးနဲ့ကျမတို့မိသားစုစားတော့နေရတာမဟုတ်ဘူးလားဒါပေါ့ကွာဘိုးကြီးရေဘိုးကြီးရိုးဘိုးကြီးရွှေဖဟဲ့လဲလိုက်တာဖိုးတို့ရဲ့နိမလဲအော်ကြီးကျန်တယ်ဘာတွေဖြစ်လာလဲဘာဖြစ်လာလဲဆိုတရင်ထူတယ်ဗျဒီနေ့မနေ့နေပြီးတော့မှကာချိုမင်းအောင်လိုင်ကအာနာသိမ့်လိုက်ပြီနိုင်ငံတော်တိုင်ပင်ခံအမေစုနဲ့သမတဦးဝင်းမြင့်ကိုဖမ်းသွားပြီဗျဟဲ့ဒါကြောင့်မနေ့ကလေးကဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေအကုန်ပြတ်တာပေါ့မုံဝါမှာလည်းစစ်ကားတွေဆိုတာခြေချင်းကိုလိမ့်နေတာပဲတိုင်းလွတ်တော်ကိုလည်းစီးပြီးဥက္ကဋ္ဌနဲ့အမတ်တွေကိုဖမ်းခေါ်သွားပြီတယ်ဗျဟဲ့ကောင်စပြမင်းစကားဟာတေးကြတာပေါ့ဘိုးကြီးကစောနာမှာမုံဝါပြန်လာတဲ့ဒိုးညာမြေလိုင်းကကားဒရိုက်ဘာပုံတော့ပြောတာဒီမှာပုံလေးတောင်ရိုက်လာသေးတယ်တိုင်းလွတ်တော်ချေကစစ်သားပုံတွေမိုက်ဆိုင်လိုက်တာဒါသူတို့စစ်တပ်ပါတီရွေးကောက်ပွဲမနိုင်လို့တသက်ရောက်มาတာပဲဖြစ်မယ်ခွေတောင်သားတွေကတော့လက်နဲ့အားကွန်းနဲ့အနိုင်ကျင့်ပြီဖြို့အာနာရှင်ဆက်ကြီးစိုးခဲ့တဲ့ကျုပ်တို့နိုင်ငံကြီးကအမေတော်အောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပြီးဒီမိုကရေစီရောင်ဒီတန်းကားသားလေးပဲရှိသေးတယ်အာနာသိန်းတဲ့ကိစ္စဘယ်နည်းနဲ့မှလက်မခံဘူးအဲ့ဒါကြောင့်ကျုပ်တို့မျိုးပေါ်ကျုပ်တို့နှစ်ယောက်မျိုးပေါ်တက်ပြီးဆန္ဒသွားပြရမယ်ဘိုးကြီးရောလိုက်အောင်မလားငါမလိုက်နိုင်ပါဘူးကွာငါဆန္ဒလိုက်ပြလို့ရှိရင်တက်ထက်ကငါသားလေးဒုက္ခရောက်သွားမှာဘောကွာဟာဘိုးကြီးငါတို့မိသက်ဆိုတာနိုင်ငံတော်နဲ့အစိုးရကိုတစ္ဆာရှိရမယ်ပြည်သူတွေဒုက္ခရောက်နေတဲ့ချိန်မှာရှေ့တန်းကမာရက်ပြီးဘိုးကြီးကိုယ်တိုင်ပြောခဲ့တဲ့ဩဝါဒတွေကိုမေ့ကုန်ပြီလားပြည်သူပြည်သားတွေကတော့အာဏာရှင်စနစ်အောင်မှာအကြီးကျယ်ဒုက္ခရောက်တော့မှာဗျဘိုးကြီးမလိုက်ရင်လည်းကျုပ်တို့နှစ်ယောက်ကတော့ဆန္ဒပြဖို့သွားပြီဗျသွားပြီဗျဘိုးကြီးကိုရှေဘရေရှစ်သားလေးကိုဖုန်းခေါ်ပါဦးဒီဘက်မှာနိုင်ငံရေးချင်နေရလဲရှုပ်ထွေးနေပြီတော့ဖုန်းလိုက်နေဖြတ်ထားကြတယ်ဟဲ့ကိုချီပါပြမဆိုင်ကန်တန်ကြားတယ်တော့ငငယ်တို့လင်မယားကြောက်ကွေရပြန်လာပြီထင်တယ်မကျင်တာဘူးဗျာမကျင်တာဘူးလုံးဝကိုမကျင်တတ်တာဖြစ်ကိုမဖြစ်တဲ့အရာဗျာဒါကြီးကနေပြည်တော်မှာစစ်တပ်ကအမေတော်အောင်ဆန်းစုကြည်ကိုဖမ်းချုပ်ခေါ်သွားပြီတဲ့အမေယာစစ်တပ်ကအာဏာသိမ်းလိုက်ပြီတဲ့2021ရွေးကောက်ပွဲအနိုင်ရသက်ကိုလေပယ်ဖြတ်လိုက်ပြီတဲ့အဖေရုံးမာလိုက်တဲ့စစ်ခွေးတွေဝေးကတောင်စားတွေဒါကြောင့်မလို့သားတို့လှုပ်ချင်တာလှုပ်နေတဲ့ဒီကောင်တွေကိုမကျင်တတ်တာနဲ့သားတို့လင်မယားကြောက်ကွင်းကနေအပြေးပြန်လာခဲ့ရတာအဖေကမရိုင်းလိုက်တဲ့ခွေးကတောင်သားတွေဒီကောင်တွေဒီလိုလက်နက်အားကိုနဲ့လှုပ်ချင်တိုင်းလှုပ်နေတာကိုမြန်မာပြည်သားတယောက်အနေနဲ့လက်ပိုက်ပြီးကြည့်မနေနိုင်ဘူးဖေမင်းတို့ကဘာလှုပ်ချင်လို့တော့ဆန္ဒပြရမှာပေါ့ဗျာဒီလိုမတရားအာဏာသိမ်းပြီးပြည်သူတင်ထားတဲ့အစိုးရကိုဖမ်းချုပ်ခေါ်ဆောင်သွားတဲ့အပြုတ်မှုမျိုးကိုမြန်မာပြည်သားတွေအနေနဲ့လက်မခံနိုင်ဘူးဆိုတာကိုပြရမယ်အမေအောင်မင်းကဆန္ဒပြမယ်ဘာညာနဲ့နိုင်ငံရေးသမားတွေရဲ့ဇက်ရှုပ်မင်းဘယ်လောက်ကြည့်လို့တော့တဲ့တော့ကြဒီနိုင်ငံရေးသမားနဲ့ဒီစစ်တပ်ကပလူပလဲအခုမတက်ကြတော့ဖမ်းကြချုပ်ကြပြန်တော့သားတို့ကဂျားအနီဆန္ဒတွေပြဟိုအဖြစ်မျက်စိနောက်လို့ပြစ်ထက်လိုက်ရင်ငါသားလေးတို့ပဲထိခိုက်နေတရားရအောင်မယ်အမေယာသေပါစေဗျာထိခိုက်အောင်မကားလို့ပဲသေပါစေနိုင်ငံရေးဒါနိုင်ငံအရေးဒီမဲ့အောင်တိုင်းပြည်တွေဘာတွေလုံးမနေနဲ့တခုခုဖြစ်လို့ရှိရင်မင်းတို့ကိုဘယ်သူမှထမင်းလာမကြွေဘူးလက်တွေ့ကြာကြာစဉ်းစားစမ်းပါကွာလောကမှာတရားတာတွေမတရားတဲ့ဟာနောက်ကိုလုံးမှာကိုစားရတာအောင်ရဟာအဖေမားနေပြီအဖေမားနေပြီဗျအဖေကိုယ်တိုင်ကျွန်တော်တို့ငယ်ငယ်လေးတွေကမတရားမှုကိုခေါင်းကမခံရဘူးဆိုပြီးတော့အဖေကိုယ်တိုင်သင်ပေးခဲ့ပြီးတော့အဖေဟာဒါမတရားမှုဗျမ
တရားမှု ဒီမဲ့သားလေးအောင်လူဆိုတာဖြစ်ချင်တာတဲ့ဖြစ်တဲ့တာကိုရင်တွေးရတယ်သားရဲ့အခုမင်းရဲ့ကိုကြီးဆုံးကြော်စွာတက်ထက်မှာစစ်ဖို့သူ့ညီတယောက်လိုကစစ်တပ်ကိုစက်ကျင်ပြီးဆန္ဒပြုတ်လာပြလာလုံနေမှာတော့တက်ထက်မင်းကိုကြီးနေရထက်မကြက်ဘူးလားငါသားရဲ့ အမေဘလို့ပြောလိုက်တာအနေကြမယ်ဟလားအနေမကြချင်အဲ့ဒီစစ်ခွေးတပ်ကရုံးထွက်ဖို့အမေယာဒီကိစ္စကမတရားတဲ့ကိစ္စမဲ့အမေသာသိနေတာပဲဗျသူကြတဲ့ရုံးထွက်ဖို့အမေယာရုံးထွက်ဖို့ တိတ်ဆက်အောင်စစ်တပ်အာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးငါတို့မိသားစုကကြားလေပုံစံနဲ့သွားရမယ်ဘယ်သူမှမပါအောင်လို့နေနိုင်အောင်နေရမယ်တက်ထက်ငါသားကြီးရဲ့မျက်နှာကိုထောက်ရမယ်ကွာထောက်ရမယ် ဟာအဖေတို့အမေတို့ဗျာတာတိုင်းရီအရင်မှနေနိုင်လိုက်တာတော့အန်ဩပါပြီအဖေတို့အမေတို့ရေ ဩဘာလို့နဲ့ငါလာအာနာသိမ့်ခဲ့လို့မြမပြည်ကြီးမောင်တူတဲ့ရောက်တာ6လတောင်ရှိခဲ့ပြီနိုင်ငံစီးပွားရေးတွေကလည်းကြားကုန်စည်နှုန်းတွေကမငြိမ်ဈေးတောင်ရောင်းမစားကျင်တော့ဘူး ပြောကိုမျိုးမြင့်ပြော